Okay ဒီနေ့ပြောပြပေးမှာတော့ skin retouch ကိုအများဆုံးနည်းလမ်းနဲ့ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းဖြစ်ပါတယ်။ Okay skin retouch မလုပ်ခင်မှာတော့အရင်ဆုံးဒီကို skin နေထားကြည့်ပါ skin ကအရင်ကျန်းလား normal လားဒါမှမဟုတ်အရင်ပြင်စရာမလိုတဲ့ skin လားပေါ့နော် skin ဆိုတာ normal ပဲအရင်အဲ့လိုပြင်စရာမလိုဒါပေမဲ့အရင်ပြင်စရာမလိုတဲ့ထဲမှာလည်းမပါဘူးပေါ့နော် Okay တော့ background layer ကိုအချက် click နှိပ်ပြီးတော့ skin retouch လုပ်ဖို့အတွက် layer နှစ်ခုကို control J ကိုတစ်ချက် control J နှစ်ချက်နှိပ်ပြီးတော့ control ကိုဖိပြီးတော့ J ကိုနှိပ်တာပေါ့နော်နှိပ်ပြီးတော့ layer ပွားပါတယ်အောက်က layer ကို01လုပ်ပေးပြီးတော့ပွား layer ကိုညောဒီမှာ02လုပ်ပေးပါတယ်နာမည်ပေးချင်တာဒီစာတန်းလေးကိုပဲเนาะအစာတန်းလေးနှစ်ချက်နှိပ်လိုက်ပါ click နှစ်ချက်နှိပ်လိုက်ရပြီ Okay skin retouch လုပ်ဖို့အတွက်ကျွန်တော်တို့အရင်ဆုံးလုပ်ရမယ်အရာကတော့ဒီမှာကို skin မှာအပူရမ်းကြီးတဲ့အပူတွေပါတယ်တခါတည်းဖြောက်ဖို့ပါကျွန်တော်ပုံမှန် brush တူသုံးတယ်ဒါပေမဲ့ခုနေ့က spot Helen တူမှာသုံးမှာပေါ့နော် Okay သုံးမယ်ဆိုတော့ Okay brush အကြီးအသေးကတော့သုံးခွဲစာသုံးခွဲပိတ်နဲ့လုပ်လို့ရပါတော့ keyboard မှာပါပါတယ် Okay တစ်ချက် click နှိပ်မယ် Okay spot Helen တူကိုနဲ့ဒီမှာဖုတ်ပိတ်လေးတွေကိုလိုက်ရှင်းမယ်ပေါ့နော် Okay တေးမွားလေးတွေကတော့လိုက်ရှင်းလိုက်ပါလဲဆိုတော့ဟိုမှာကတူးနဲ့လုပ်လို့ရှိရင်လည်းတိုင်းပတ်သွားမှာပေါ့နော် Okay ကျွန်တော်လိုက်ရှင်းမယ် Okay ရှင်းပြီးသွားရင်တော့လေယာပေါင်းမယ်လေယာပေါင်းပြီးတော့နောက်ထပ်လေယာတစ်ခုလေယာကို control E နဲ့ပေါင်းပါတယ်ပေါင်းပြီးသွားရင်တော့ control J နဲ့လေယာပြန်ပေါင်း02လို့ပြန်ရေးပါတယ် Okay 02အဲ့ရပြီအကုန်လုံး before after ပြန်ကြည့်ကြည့်ပါဦးနော် before after အပူလေးပြောက်သွားပြီ Okay စပြီး edit လို့ရပါပြီစပြီး edit မယ်ဆိုတော့02 layer လေးကိုမျက်လုံးတစ်ချက်ပိတ်ပြီးတော့01 layer ကို edit ဖြစ်အောင်တစ်ချက် click နှိပ်လိုက်ပါပြီးရင်တော့ filter နော်ဒီ menu တွေပေါ့နော် menu box တွေက filter တွေကိုတစ်ချက်ဝင်လိုက်မယ် click နှိပ်မယ် blur တစ်ချက်နှိပ်ပြီးတော့နောက်တော့အောက်ဆုံးနော် surface blur ဆိုတဲ့ဟာလေးဝင်ပါမယ် Okay ဒီမှာ threshold နဲ့ radius တန်ဖိုးတွေပေါ့နော်ပါပါတယ် Okay ဒီပုံမှာဘယ်လောက်ထားရမလဲဆိုတော့ပြောပါမယ်ဒီမှာ threshold ကတော့အခုမှ blur ကိုစသုံးမယ်လို့ကတော့100ရာခိုင်နှုန်းဖြစ်မှာမဟုတ်ဘူးเนาะဒါပေမဲ့တခြားရာခိုင်နှုန်းဖြစ်နေအခုချိန်ချင်း100ရာခိုင်နှုန်းပြောင်းလိုက်ပါ100မှာပဲပုံသေးထားရမယ်ပေါ့နော် Okay ပြောင်းရမှာ radius pixel တန်ဖိုးပဲပြောင်းရမှာပေါ့နော် Okay ဘယ်လိုပြောင်းရမလဲဆိုတော့ဒါ100ထားပြီးသွားရင် radius ပေါ့နော်ဒီမှာ pixel တန်ဖိုးပြောင်းမယ်ဆိုတော့ pixel တန်ဖိုးပြောင်းမှာဖြစ်တဲ့အတွက်အဖူးပိများတဲ့နေရာကိုကျွန်တော်ဒီမှာလိုက်ရှာမယ်ပေါ့နော်ဒီမှာဒီနေရာလေးကိုထောက်ပြီးလိုက်ရှာလို့ရဒီ click လေးနဲ့တစ်ချက်နှိမ့်ပြီးတော့လိုက်ရှာလို့ရပါတော့ဒါလေးလိုက်ရှာပုံမြန်ပါတယ် Okay ဖူးပိရဒီနေရာမှာများတာဖြစ်တဲ့အတွက်ဒီနေရာတစ်ချက်သွားကြည့်လိုက်မယ် Okay ပြီးသွားလို့ရှိရင်မနော်ဒီမှာ radius တန်ဖိုးလေးကိုကျွန်တော်နှင်းကြည့်မယ်ဒီဖူးလေးပျောက်သွားတဲ့အထိပေါ့နော် radius တန်ဖိုးမြင့်လေလေအဖူးကပျောက်ပြီးတော့ပူဝါးလေးပေါ့နော်ပူဝါးမှာဖြစ်ပါတယ်ဒီမှာ radius ပစ္စတန်ဖိုး10ရာခိုင်နှုန်းဆိုရင် okay ပါပြီပေါ့နော်10ရာခိုင်နှုန်းဆို okay ပါပြီဖြစ်တဲ့အတွက်ကျွန်တော်ဒါအရင်များနေမယ်တဲ့နော်ပေါ့နော်နည်းနည်းများနေပါတယ်အားကြောင့်ဒီနည်းနည်းလေးပစ္စတန်ဖိုးနည်းနည်းပြန်လျှော့မယ်10လောက်ထားမယ် Okay ဖူးပိတ်နေရှိတော့မရှိတော့ဘူးနော်ဖူးပိတ်နေကြည့်လိုက်မယ် Okay ဖူးပိတ်နေလုံးဝမရှိတော့ဘူးပေါ့နော်အားကြောင့်ကျွန်တော်တို့ Okay တစ်ချက်နှိပ်လိုက်ပါပြီးရင်တော့02 layer လေးကိုပြန်ပြီး edit ပြရမယ်လုံးလေးပြန်ဖွင့်မယ်တစ်ချက်ပြန်နှိပ်မယ်ပြီးရင်ကျွန်တော်တို့အောက်က blur လုပ်ခဲ့တဲ့ဟာလေးကိုကျွန်တော်မျက်နှာပေါ်မှာပဲတင်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့02 edit လုပ်ပြီးပြီဆိုရင်အောက်က layer mask ပေါ့နော်ဒီမှာပါနော် Okay ဒီမှာတစ်ချက်နှိပ်ပြီးတော့ဒါကိုတော့ကျွန်တော်တို့ layer thumbnail လို့ခေါ်ပါเนาะဒီ layer thumbnail ရဲ့နောက်မှာ layer mask ထည့်ဖို့အတွက် layer mask ကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်ဒါ layer thumbnail ပေါ့เนาะဒါ layer thumbnail ဖြစ်သွားပြီဒါ layer thumbnail ပါဒါ layer mask ဖြစ်ပါတယ် Okay layer mask သုံးပြီဆိုရင်ဒီမှာအဖြူပေါ့เนาะဒီမှာအဖြူဖြစ်နေလို့ရှိရင်ဒီအောက်မှာ box လေးရှိရပေါ့เนาะ Okay အဲ့ဒါလေးကအဖြူဖြစ်နေလို့မရသူနဲ့ဆန့်ကျင်ဘက်အရောင်ပဲဖြစ်ကြမယ်အဓိကသူ့အဖြူမဖြစ်ရင်ဖြူပြောင်းပါ
ဖြစ်မနဲ့ဒီရောင်တွေဖြစ်နေလို့ရှိရင်ဒီအပေါ်ဆုံးဟာတစ်ချက်နှိပ်လိုက်မယ်ပြီးဖြူပေါ့နော်ဖြူရဲ့ကုတ်တွေကတော့ F 6လုံးဖြစ်ပါတယ်1 2 3 4 5 6 F 6လုံးဖြစ်ပါတယ်โอเคဖြူဖြစ်ပြီဆိုရင်ဒီများလေးနဲ့ချက်နှိပ်ပေါ့နော် H ကိုနှိပ်ပြီးတော့လည်းပြောင်းလို့ရပါတယ်ပြင်ဒါဖြူ animal မဖြစ်ပဲပေါ့နော်အမဲမဖြစ်ပဲတရားအရာဖြစ်နေတယ်ပဲဆိုတော့ဒီမှာကြားရောင်ပေါ့ကြားရောင်ဖြစ်နေတယ်ဆိုရင်သူအမဲဖြစ်အောင်လို့ကျွန်တော်တို့6လုံးရိုက်ပါမယ်1 2 3 4 5 6မဟုတ်ကျွန်တော်မှာ0 6လုံးပြောတာမှားသွားလို့ sorry 0 6လုံးရိုက်ပေါ့နော်အမဲရဲ့ color code က0 6လုံးဖြစ်ပြီး pure color code က F 6လုံးဖြစ်ပါတယ်ဒီနှစ်ခုမှန်သွားပြီဆိုရင် layer mask ကပြောင်းဖြစ်တဲ့အတွက်သူနဲ့စမ်းကြည့်မယ်အောင်ပေါ့နော် H လေးကိုပြောင်း H လေးကိုနှိပ်ပြီးတော့အမဲဖြစ်အောင်ပြောင်းပေးပါပြီးရင်တော့ brush 2ရွေးမယ်ပြီးရင်တော့ဒီမှာ brush က2ပေါက်ထဲကနေပြီးတော့စက်တင်ထဲမှာအနာပြတ်သားမှုလုံးဝဖွာထွက်နေမဲ့ brush ကိုရွေးမယ်ပေါ့နော်အဲ့ဒါတော့ဒီဟာလေးတစ်ချက်နှိပ်လိုက်မယ်ဖွင့်ပြီးသွားရင် brush setting ဘေးမှာ brush ရှိပါတယ်အဲ့ဒီက soft round brush ကအပြာရောင်လေး green လေးနဲ့ခတ်သွားပြီဆိုရင်ဒါ soft round brush ကိုရွေးပြီးသွားပြီပါတယ် okay ဆောက်ပုံမယ်ဆိုတော့သူ့ရဲ့လာရအတိုင်းပဲပို့ရပါတယ်သူ့ရဲ့လာရပါတယ်လဲဆိုမျက်နှာမှာနဲ့စောင်းနေတဲ့ဘေးရဲ့ဒီလာရဘယ်လိုလဲဆိုတော့သူကနှာခေါင်းပေါ့နော်သူနှာခေါင်းအရင်စားပို့မယ်ဆိုရင်နှာခေါင်းဒီလိုတွေတွားလုံးလို့မရဘူးပေါ့နော် okay ဒီနေရာနေတင်ကလစ်ကိုဖိမယ်အောက်ကိုဆွဲချမယ်ကလစ်ကိုဖိမယ်အောက်ကိုဆွဲချမယ်ပေါ့နော်အဲ့လိုလုပ်ကြပါတယ်ပြီးရင်ပါပေါ့ပါရောက်ပြီဆိုရင်ဒါပြီးသွားရင်ဒီနေရာနေပြန်စားပြီးကျွန်တော်ဒီလိုတွေပို့လို့မရဘူးเนาะဒီနေရာလေးကနေသူ white တိုင်းလေးပဲလိုက်ပြီးတော့ဒီလိုလေးလိုက်ပို့ပြရပါတယ်เนาะ okay ကျွန်တော်ချက်တော့စမ်းကြည့်ကြည့်ရအောင် press site ကြည့်ချင်တာဆိုရင်တော့ဒီတုံငွင်းပိတ်နေပေါ့เนาะတုံငွင်းပိတ်လေးကိုနှိပ်ပြီးရင် keyboard မှာပါတာပေါ့เนาะနှိပ်ပြီးရင်ကြည့်လို့ရတယ်တုံငွင်းအစလေးနဲ့တင်လို့ရပါတော့ okay နှာခေါင်းအရင်ပုံမှာပြတဲ့အတွက် opacity နဲ့ flow တန်ဖိုးကိုလည်းပြောင်းရပါမယ်ကျွန်တော်ပုံမှန် edit skin retouch လုပ်ရင်တော့ opacity ကို80ရာခိုင်နှုန်းထားပြီးတော့ flow ရဲ့တန်ဖိုးကိုတော့80ရာခိုင်နှုန်းထားပါတယ်အများအားပုံသေးတော့မရှိဘူးပေါ့နော်ဒါကျွန်တော်အများဆုံးလုပ်ဖြစ်တဲ့ flow နဲ့ opacity တန်ဖိုးပေါ့နော် okay ဒါလေးအကုန်ပြည့်စုံသွားပြီဆိုရင်ဒါအမဲဖြစ်ဖို့လိုတယ်နော် okay စပ်မယ်ဒီနေရာကနေစပုံမှာဖြစ်တဲ့အတွက် click ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်အောက်ကိုဆွဲချပါဖြည်းဖြည်းလေးဆွဲချပေးမယ် okay အောက်ကိုဖြည်းဖြည်းချင်းဆွဲချပါ okay ဒါပြီးသွားရင်ရောက်ဒီပါရောက်ပြီပေါ့နော်ပါရောက်ပြီဖြစ်တဲ့အတွက်ကျွန်တော်တို့တွေပါတော့သူ့ရဲ့ဒီမျက်ခုံအောက်ကပေါ့နော်အဓိကမပွတ်ရမယ့်နေရာတွေကမျက်ခုံးလုံးဝပုတ်လို့မရဘူးစပယ်လုံးဝပုတ်လို့မရဘူးမျက်လုံးမျက်တောင်လုံးဝပုတ်လို့မရဘူးနှာခေါင်းအပေါက်လုံးဝပုတ်လို့မရဘူးဒီနှာခမ်းလုံးဝပုတ်လို့မရပါဘူး skin ဆိုရင်မျက်နှာ skin တီးတန့်ပဲတီးအောင်ပုတ်ပေးပါ okay စမယ်ဒီနေရာလေးကပြီးတာဖြစ်တဲ့အတွက်ဒီကပြန်စမယ်ပေါ့နော် okay ဖိမယ်ဖိပြီးရင်ကျွန်တော်တို့ပတ်မှာပေါ့နော်ပို့လိုက်ပြီ okay okay ဒါကြီးပုတ်ပြီးသွားပြီဖြစ်တဲ့အတွက်ဒီပါးပြင်ရအကျယ်ကြီးပေါ့နော်အဲဒါကြောင့်ဒီမှာ brush size ကိုကြီးလို့ကျွန်တော်ပုတ်ပါမယ်ဖိထားပါဖိပြီးတော့ပဲကျွန်တော်တို့ပုတ်ပါမယ် okay ဖိပုတ်ပြီးသွားလို့ပါးပြင်ဆင်ပြေသွားပြီပေါ့နော်ပါးပြင်လေးကချောမှုပြီးတော့ဒီလိုကောင်းသွားပြီဆိုရင်ကျွန်တော်တို့မေးစီပေါ့မေးစီလာမယ်ဆိုရင်လည်းဒီလိုပြင်လုံးဝထွက်လို့မရဘူးပေါ့နော်မေးစီနာလေးကိုကျွန်တော်တို့အလုပ်လုပ်ပါ okay ပြီးသွားရင်ဒီနေရာအရင်ကြည့်ပါတယ် okay ခြိုင်လေးကတော့ဒီလိုလေးပဲဆွဲပို့လိုက်ပါပြီးရင်တော့ဒီဘက်ပေါ့နော် highlight ထိတဲ့နေရာတွေတက်ချတိတ်မမြင်ရတာများပါတယ် okay အနေပုံမပြီးသွားရင်တော့ဒီမျက်ခုံးမင်းတစ်ခုရဆက်နေရလေးကိုပုံမယ် okay ပြီးရင်ဒီဘက်ကျန်ကမတုံးဒီဘက်က highlight ဖြစ်နေတဲ့အတွက်မင်းသုံးဘက်ကိုအရင်ပုံမယ်ပေါ့နော် okay ပုံမယ်ဒီသေးသေးလေးပို့ပါမယ်ပို့ပြီး okay ပြီး highlight ပိုင်းလေးပို့မယ်ပြီးရင်တော့အရေးကြီးတယ်ပေါ့နော်ဒီနေရာမှာဒီမှာသူ့မျက်လုံးကအယောင်တွေပါဆိုတာအဲအယောင်တွေဘာကြောင့်မြန်ပုတ်ပေးပါတော့အရင်ကြာအချိန်တွေလို့မပုတ်ပါနဲ့အယောင်တွေဖွယ်တတ်ပါတယ်ပြပါမယ် okay ဒီကနေပြီးတော့စပြီးမြန်လေးဆွဲလိုက်ပါ
လေးပြီးရင်ဒီအောက်ဒါလေးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ okay ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီဘက်ချမ်းနှာခေါင်းကပေါ်နာလေးပုတ်ပါမယ်နှာခေါင်းဒီအကြောင်းရလုံးမပုတ်ပါနဲ့နော်တဲ့ဆွဲလိုက်ပါနဲ့ပြပြဖြစ်သွားပါလိမ့်မယ် okay ပြီးဒီဘက်မျက်ခုံးပေါ့နော် okay ဒီဘက်နားလေးချမ်းနေတယ်မကြပွဲရင်းများသွားတော့ပွဲသွားပါတော့ဒါထားလိုက်ပါ okay လိုက်ပုံမဲ့ okay ဒါဆိုရင်ပါပြင်ဘက်ကရပြီပေါ့နော်စိတ်တိုင်းချာတလို့ဖြစ်နေပါတယ်အကြောင်း opacity 100နဲ့ flow က100ထားပြီးတော့ပြင်ပါပြီခေါ်ပဲရုပ်လို့ဖြစ်သွားမှာပေါ့နော်ကင်ရတော့โอเคဒါဆိုရင်စိတ်တိုင်းကြပြီပေါ့နော်ပြီးတော့ level မှာပုံမယ်ဆိုတော့သူ့ရဲ့တက်ချာတွေမပြောက်သွားဘူးပို့ရေးကြည့်ပါတယ် level ပုံမယ်ဆိုရင်တော့ opacity ကိုပုံမှန်အားဖြင့်တော့50နဲ့ flow တော့60flow တော့40ထားပါတယ်ပြီးတော့ level လေးတစ်ချက်ပဲဆွဲပါတယ်တက်ချာပြောက်သွားတယ်ကြည့်လို့မလားဘူးเนาะโอเคပြီးသွားရင်တော့အားလုံးပြီးသွားရင်သူကခေါ်ပဲရောက်လို့ဖြစ်နေပြီမလားဘူးမလားတော့ opacity နည်းနည်းရှုံးမယ်ရှုံးပြီးတက်ချာ skin 3လေးဘောနော် skin 3ပြီးတော့တက်ချာလေးနည်းနည်းပေါ်အောင်လုပ်ပါမယ်အဲ့တော့02ကနေပြီးတော့ opacity ကိုရှုံးလို့မရပါဘူးတန်းနေရှုံးလိုက်ရင်တဘောလုံးဝါသွားပါပါကြည့်လိုက်ပါပါဘောနော်မျက်လုံးလေးပါဝါကုန်ပြီအဲကြောင့်01 layer ကိုတစ်ချက် click နှိပ်ပြီးတော့ opacity ကိုရှော့ပြီးပါတကြားလေးနည်းနည်းပြန်ပေါ်လာပါတော့ပုံမှန်တော့80ရာခိုင်နှုန်းမှာထားပါတယ် before after before okay after ပေါ့နော်ကျွန်တော်လည်းပိုင်ပါလောက်နေတာဒီကောင်လေးပေါ့နော်ခုနကကျွန်တော်လုပ်ပြီးသွားပြီဘယ်လိုပြန်ပေါ်လာမလဲကျွန်တော်လုပ်ခဲ့လို့တင်တယ်ဟောokay ဒါဆိုတော့ skin 3ကလုံးဝချုံမှုပြီး okay သွားပြီပေါ့နော်ဒီနေရာလေးကြည့်ကြည့်ပါဦးလုံးဝမိုက်ပါပြီ okay ပြီးတော့မျက်လုံးပိုင်းမှာတော့မျက်လုံးကမျက်စံတိတ်ပြီးတော့မလှဘူးပေါ့နော်တောက်ပမှုရှိတဲ့အတွက်ပြင်မယ်ဆိုတော့ဒီမှာ layer မကြီးရှိနေတဲ့အတွက်ရှေ့ရဲ့ control ရဲ့ auto ရဲ့ e ရဲ့ကိုတွဲနှိပ်လိုက်ပါ control ရှေ့ auto e နားလေးပေါ့နော် okay ရ control ရှေ့ auto e နှိပ်ပြီးသွားရင် layer တခုထပ်ပြီးတော့အကုန်ပေါင်းပြီးပေါ်လာတယ်ပေါ့နော်အဲ့အနေပြီးတော့ control ချင်းတစ်ချက်ထပ်နှိပ်ပါ okay layer 1 copy လေးပေါ်လာရင်ကျွန်တော်ဒီမှာခုနပြောက်ခြင်းတဲ့အပူလေးလည်းပြန်ပြောက်လို့ရပြီဒီအဓိကတရားမျက်လုံးလုံးပါပေါ့နော်မျက်လုံးကိုပိုပြီးမဲပြီးတော့ဘေးနားမျက်ဖြူအသားလေးတွေကိုပူဖြူအောင်လုပ်မှာဖြစ်တဲ့အတွက် torsion band တူလုံးရပါမယ်အဲ့ဒီဟာတော့ဒီဘက်ပါလန်းကဒီမှာပေါ့နော်ဒီလိုပုံစံလေးနဲ့ပြနေရင်လည်းမှန်ပါတယ်ဒါ dot 2ပါဒီလက် click ခွေးထားတဲ့ပုံက band 2ပါဒါ spongy 2ပါနော်အဲ့ဒါကတော့ရည်ရင်တော့1 2 3 4 5 6 12 14 16မြောက်ပေါ့နော်16မြောက်ကိုမှရှိပါတယ်ဒါတွေပြောင်းနေရင်တော့မှာပေါ့နော် click တစ်ချက်နေပြီးတော့ band တို့တစ်ချက်ပြောင်းလိုက်မယ်ပြီးရင်တော့ band တို့ရဲ့ exposure 100ရာခိုင်နှုန်းဖြစ်နေ30ရာခိုင်နှုန်းပြောင်းလိုက်ပါပြီးရင် range မှာ shadow တွေ highlight တွေဖြစ်နေ mid 3ပဲပြောင်းပါ okay ဘန်းတူကကျတော့မှောင်တဲ့အရာတွေပုံမှန်အောင်လုပ်ပြီးတော့
dot 2ကကျတော့လင်းပေးတာပေါ့နော် okay အဲ့တော့ exposure 30ထားတယ်ပေါ့နော်100ခန်းလုံးထားရင်တော့လုံးဝထောက်လျှောက်လုံးဝအောင်မှောင်သွားမှာပေါ့နော်ဒါ30ရာခိုင်နှုန်းနဲ့မျက်လုံးကွဲပုံစံလောက်ကို brag ကိုကြီးပြီးတော့ clear 1 2 3 4ချက်နှိပ်လိုက်ပြီးနောက်တစ်ဘက်ကလည်း1 2 3 4 okay ပြီးမျက်လုံးတစ်ချက်ကြည့်ကြည့်အောင်ခုနမျက်လုံးနဲ့ before after before after before after okay after เนาะဒါ before ဖြစ်ပါတယ်ဒါ after okay ပြီးရင်တော့ဘေးနားမှာဒီမှာတွေးကြောလေးပါနေတဲ့အတွက် dot 2ပြောင်းမယ် shortcut ကြီးအနေနဲ့ O နှိပ်ပြီးတော့လည်းပြောင်းလို့ရတယ်ပေါ့နော် okay သိမယ်ပြီးရင်တော့ဒါကိုလည်းမဲ့တော့ exposure 30ပဲထားပါတယ်ဖြူမယ် okay ရပြီဒီဘက်လေးဖြူမယ် okay ရပြီပြီးတော့ကျွန်တော်တို့ဒီမျက်ကုံးမွေးနဲ့မဲခြင်း dot 2ကနေဘန်2ပြောင်းမယ်ပြီးရင်တစ်ချက်ပဲဒီမှာမျက်ကုံးမွေးစားပေါ့နော်ဒီလောက်ဖြစ်နေရင်လည်းမျက်ကုံးမွေးရတာဒီလောက်ကိုပဲပြောင်းပါပြီးရင်ဒီစားနေပြီးတစ်ချက် clip ပြီးတော့ဆွဲလိုက်ပါမယ်ပြီဟိုဘက်လည်းတူတူပဲပေးလိုက်မယ်ဆွဲလိုက်မယ် okay ဒါဆိုမျက်ကုံးမွေးလေးလည်းမဲသွားပါပြီဒီနောက်စပင်လေးတွေပါနဲ့မဲခြင်းတဲ့အတွက်ကြီးမယ်ပြီးတော့စပင်လေးတွေပေါ့နော် okay ရပြီဒါဆိုတော့ before after before after အကုန်လုံးခြုံပြီးတော့ before after ကြည့်ခြင်းတဲ့အတွက်အောက်ဆုံး background layer ကိုချက် edit လုပ်ပြီးတော့ auto ပြီးပြီးမျက်လုံးလေးကိုပိတ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်အစနေလုပ်ခဲ့ရပေါ်လာပြီဘာလို့သူ skin သုံး original skin သုံးဖြစ်ပါတယ်ပြင်လိုက်တဲ့ skin original after before after ပါဒါတော့ skin သုံးကိုဒီ skin retouch ကိုဘယ်လိုမြန်လုပ်မလဲဆိုတော့အကြောင်းအရာလေးဖြစ်ပါတယ် okay ဒါတွေပြီးသွားပြီဆိုရင်အားလုံးပြီးသွားတော့စိတ်တိုင်းကျသွားပြီပေါ့နော်အကုန်လုံး okay သွားပြီဆိုရင်ဒီနှာခမ်းတွေတင်ပြီးမှတစ်ချက်ပြောပြမယ်နှာခမ်းတွေကဒီမှာအရင်အလင်းနဲ့တင်ရလို့ရှိရင်တော့ဘန်တူပဲယူလိုက်ပေါ့နော်နှာခမ်းတွေကတော့30%လောက်နဲ့ပဲမဲမယ် okay နှာခမ်းပြည့်စားဆိုင်လေးကိုလုပ်ပြီးတစ်ချက်ပဲတူလဲအတိုင်းမျက်ခုံးဆွဲတယ်လို့ပဲဖိပြီးတစ်ချက်ဆွဲလိုက်အောင်ပဲဒါဆိုနှာခမ်းလေးတွေက before after ပေါ့နော်နေရင့်သွားတာပေါ့ကြည့်ပြီးနှာခမ်း 3D စက်ဘယ်လိုပြောမလဲတော့မှကြွနေမှာပေါ့နော် okay အဲ့လိုပုံစံလေးရမှာဖြစ်ပါတယ် okay ဒါတော့မျက်နှာ skin retouch ဘယ်လိုလုပ်လဲပေါ့နော် skin only ပါ skin retouch ကိုဘယ်လိုလုပ်လဲပြောပြတာဖြစ်ပါတယ် okay before after before after မျက်လုံးကြည့်ပါ before after skin ကြည့်မယ်နော် before after before after before after okay စပင်မွေးတွေပါကြည့်လို့ရတယ် before after before after okay skin ချောနေပေါ့နော် skin ချောမနေပြတာဖြစ်ပါတယ်ခင်ဗျာ